နဲ့ပြန်တာဘင်္ဂလားနေပေါ်လာတဲ့ဆိုတာလေးကိုအရင်ပြောလိုက်ကြအောင်ဒီနေ့တော့အခါမှာတော့ဘင်္ဂလားပင်လယ်မှာငါးဖမ်းထွက်လာတဲ့တမောတစင်းရှိပါတယ်အဲ့ဒီတမောထဲမှာပြောက်ဝိနဲ့ပြန်တာဆိုတဲ့ညီကိုနှစ်ယောက်ပါလာပါတယ်အဲ့ဒီလိုနဲ့ငါးဖမ်းထွက်လာရင်မုန်တိုင်းနဲ့ကြုံတွေ့လာရပါတော့လေတမောကလှိုင်းတန်လေတန်ကြောင့်ပျက်စီးပြီးတော့ထင်းကလူတွေလည်းရေထဲခုန်ဆင်းရေကူးကြပါတော့တယ်အဲ့ဒီဆက်မှာပြောက်ဝိနဲ့ပြန်တာဆိုတဲ့ညီကိုနှစ်ယောက်ကပြင်းများတစ်ချက်စီယူပြီးတော့မေယမနာကူးခတ်ကြပါတော့တယ်ဒီဖြစ်ပျက်လေးကိုကြည့်ပြီးကျွန်တော်အကြောင်းအရာတစ်ခုကိုမှတ်ရသွားပါတယ်အဲ့ဒါကကျွန်တော်တို့ဗုဒ္ဓဘာသာမှာဆိုရင်လည်းစက်ကြီးစက်ဝဲထဲမှာဇနကမင်းသားလို့ပေါ့သူတို့ကလားညီတော်နှစ်ယောက်ရဲ့စိတ်တက်ကလည်းအဲ့ဒီလိုဇနကမင်းသားလို့ပါပဲကမ်းမမြန်မချင်းကိုကပ်ပြီးတော့နောက်ဆုံးတော့သူတို့စူးစမ်းမှုရဲ့ရလက်ကြောင့်တထုံမျိုးရဲ့ကမ်းတက်ခုကိုရောက်ရှိလာပါတော့တယ်အဲ့လိုရောက်ရှိလာတဲ့အခါမှာတထုံမင်းရဲ့ဆရာတော်ဘုန်းကြီးကအဲ့ဒီကလားနှစ်ယောက်ကိုတွားတွေ့ပါတယ်အဲ့ဒါနဲ့သူ့ရဲ့အကြောင်းကိုခေါ်ပြီးတော့မွေးစားထားလိုက်ပါတယ်ဆရာတော်ဘုန်းကြီးကပဲစာရေးသင်ပေးခဲ့ပါတယ်ဒီလိုနဲ့ဆရာတော်ရဲ့အချစ်တော်နှစ်ယောက်ဖြစ်လာခဲ့ပါတယ်ဆရာတော်ရဲ့ဝေယဝိဆတွေကိုလည်းမငြင်းမညူအတက်တရောလှုပ်ဆောင်ပေးတဲ့သူနှစ်ယောက်လည်းဖြစ်ပါတယ်ဆရာတော်ကဆေးဘော်ကိုသူ့တပုတွေတွားရှာရင်လည်းဒီညီကိုနှစ်ယောက်ကအမြင်လိုက်ရပါတယ်တနေ့မှာတော့ဆေးဘော်ကိုသူ့တပုရှာဆိုပြီးတော့တောတောင်တဲကိုဆရာတော်နဲ့သူ့ရဲ့ညီကိုနှစ်ယောက်တွားကြပါတယ်အဲ့ဒီလိုအဲ့ဒီနေ့ကထူးဆန်းတဲ့နေ့ပဲပြောရမလားတော့မသိဘူးကြာတောက်ကုန်းတစ်ခုမှာအာယုဒီကဆိုတဲ့ဆေးပင်ကိုဆရာတော်ဘုန်းကြီးတွေ့သွားပါတယ်အဲ့ဒီဆေးပင်ရဲ့အာနိသင်ကိုဆရာတော်ဘုန်းကြီးသိပါတယ်အဲ့ဒီဆေးရဲ့အာနိသင်ကတော့အဲ့ဒီဆေးတောက်ရင်နှုတ်ပြိုတယ်တန်ဆွမ်းတယ်မအိုဘူးဆိုတဲ့ဆေးမျိုးပေါ့ပြောရတော့မအိုဆေးပုံစံမျိုးကိုအဲ့ဒါနဲ့အဲ့ဒီဆေးအာနိသင်ကိုသူတို့ညီကိုနှစ်ယောက်ကမပြောပဲတွန်းတူခိုင်းပါတယ်ဆေးပြန်လည်းခက်ခက်တောင်းစုံးမှပေါက်နေတဲ့အတွက်ကြောင့်ညီကိုနှစ်ယောက်ကလည်းအာတုံကွန်ဆိုင်တူရင်မြေကလည်းမနေကလည်းပူဆိုတော့သူတို့မလုတ်ချင်နဲ့လုတ်နေရကိုဆရာတော်ဘုန်းကြီးကအားမရဖြစ်နေလာပါတော့အဲ့ဒါနဲ့ဆရာတော်ဘုန်းကြီးကသူတို့နှစ်ယောက်ကိုကျင်းပေါင်းရင်အဲ့ဒီစကားထဲမှာဒီဆေးပင်ရဲ့အာနိသင်ကိုပြောမိသွားပါတယ်အဲ့ဒါနဲ့ပြောရင်းနဲ့ပြတ်တာညီကိုနှစ်ယောက်ကလည်းသူတို့ကလာစကားနဲ့ပဲအချင်းချင်းတိုင်ပင်ကြပါတယ်အဲ့လိုတိုင်ပင်အာတုံကွန်ဆိုင်တူပြီးတော့အပင်ကိုရလာပါတယ်အပင်ကိုရလာပြီးဆရာတော်ဘုန်းကြီးကိုပေးပြီးတဲ့နောက်မှာကျောင်းရောက်တဲ့အခါမှာတော့အဲ့ဒီပင်ကိုသူတို့မတွေ့မမြင်ရအောင်ဆရာတော်ဘုန်းကြီးကတင်ထားခဲ့ပါတယ်အဲ့ဒါနဲ့ကလာလေးနှစ်ယောက်ကလည်းရှာပုံတော်ဖွင့်ရပါတယ်အဲ့လိုလိုက်ရှာရင်နဲ့ဘယ်နေရာမှမတွေ့ပါဘူးနောက်ဆုံးတော့သူတို့ကြံရသွားပါတယ်ဆရာတော်ဘုန်းကြီးတွေးလိမ့်တဲ့အခါကိုသူတို့ချောင်းကြည့်မယ်ပြီးရင်ဘယ်နှသိမ့်နေဆိုတာကိုကြည့်နေမယ်ဆိုပြီးအကြံဖြစ်ပါတယ်အဲ့ဒါနဲ့ဆရာတော်ဘုန်းကြီးတွေးလိမ့်တဲ့အချိန်ကိုစောင့်ပြီးတော့ချောင်းကြည့်နေပါတယ်နောက်ဆုံးတော့ဆရာတော်ဘုန်းကြီးကလည်းတွေးလိမ့်ပြီးတော့ဘယ်သူမှမမြင်အောင်ပြန်ပြီးတော့ဖွင့်တဲ့အခါမှာသူတို့ညီကိုနှစ်ယောက်ချောင်းကြည့်နေတဲ့သူတို့ညီကိုနှစ်ယောက်ချောင်းကြည့်နေတာကိုမသိဘဲနဲ့အိမ်လိုက်မိတယ်အဲ့ဒါနဲ့ဆရာတော်ဘုန်းကြီးနန်းတော်ကပင်းတဲ့အချိန်မှာနန်းတော်ကိုမဖြစ်မနေသွားရပါတယ်အဲ့လိုနန်းတော်ကိုသွားနေတဲ့အချိန်မှာပဲဒီပြောဝိနဲ့ပြတ်သားကအဲ့ဒီအာယုဒီကဆေးမြစ်အကုန်သိမ်းပြီးတော့စားတော့ကြပါတော့တယ်အဲ့ဒီလိုပြုတ်တော့ပြီးချင်းမှာပဲဆေးဆွမ်းကပြလာပါတယ်လူအယောက်30 40လောက်မရမယ်ကြောက်ပြန်ကြီးကိုသူတို့နှစ်ယောက်တည်းမှာပြီးတော့ကျောင်းရှိကိုရွှေ့ထားလိုက်ပါတယ်အဲ့ဒီလိုနဲ့ဆရာတော်ကဟန်တော်ကပြန်လာတဲ့အခါမှာတော့အဲ့ဒီကြောက်ပြကြီးကိုတွေးလိုက်ရပါတယ်အဲ့နဲ့သူထင်းတဲ့အတိုင်းပဲဆေးမြစ်ကိုသွားရှာပါတော့တယ်ရှာတဲ့ချိန်မှာတော့ဘယ်လိုမှရှာမတွေ့တော့ပါအဲ့ဒီချိန်မှာဆရာတော်ကသွားပါပြီသူရဲ့ဆေးကတော့သွားပါပြီအဲ့ဒီဆေးကတသက်မှတက်ခါတွေ့ခဲ့တဲ့ဆေးဖြစ်တဲ့အတွက်ကြောင့်သူအရန်နှမျောတန်တာနေပါတယ်ဒါပေမဲ့လည်းအားလုံးကဂုံသွားပြီဆိုတော့ဘသူကမှအပြစ်မဆိုးလို့ဘူးဆိုပြီးတော့သူရဲ့စိတ်ကိုတရားနဲ့ပဲပြန်လဲဖြစ်သိလိုက်ရပါတယ်အဲ့ဒါနဲ့အဲ့ဒီတထုံပြည်မှာအာကောင်မောင်းတန်ကြောင့်ချမ်းနှစ်ယောက်ဖြစ်လာပါတော့တယ်ဒီသတင်းကိုတစားနဲ့တထုံပင်ရဲ့မနူဟာချားတဲ့အခါမှာတော့ဘရင်ရဲ့ထုံးစံတိုင်းပဲလေအာကောင်မောင်းတန်လူစွမ်းကောင်းနေဆိုရင်သူရဲ့အနမ်းကိုလူမှာဆိုတဲ့အတွက်ကြောင့်ဖန်စီခိုင်းပါတော့တယ်အဲ့ဒီချိန်မှာလဲပြောဝိကမဟုတ်စာဆိုတဲ့ချစ်ရတဲ့သူရှိနေပါတယ်ဘုန်းကြီးတောင်းတဆိုပြီးတော့ဘောတန်တော့မဟုတ်ဘူးပေါ့ဗျာဆရာတော်ကြီးကိုယ်တိုင်ကကိုပါစာပေးခြင်းခံရတဲ့ညီကိုနှစ်ယောက်ဆိုတော့လေရွာထဲမှာညနေကောင်းလာတာပေါ့ဗျာအဲ့ဒီလိုဘင်းကလိုင်းလံဖန်စီခိုင်းတဲ့အခါမှာတော့မူမတ်တွေကအရင်ဆုံးကျောင်းကိုရောက်လာပါတော့တယ်ကျောင်းကိုရောက်လာပြီးတော့ဘာမပြောညမပြောနဲ့ဝင်ရောက်ရှောက်ဖွေပါတော့တယ်နောက်ဆုံးတော့မတွေ့တာကြောင့်ဆရာတော်ကြီးကိုမေးလျှောက်ပါတယ်ညီကိုနှစ်ယောက်ပဲရောက်သွားလဲဆိုပြီးတော့ဒီလျှောက်ဆိုရင်သူတို့ကအိမ်လင်းနေကြရတဲ့မှာပဲရှိမယ်ဆိုပြီးတော့ဆရာတော်ကြီးကပြန်လည်ပြောကြားလိုက်ပါတယ်ဆရာတော်ကြီးကလည်းဒီလိုတစ်နှစ်ဖြစ်လာမယ်ဆိုတော့ကိုသူကြိုးတည်ထားပြီးသားဖြစ်ပါတယ်ဘင်းကအမိန့်ထုတ်တာဆိုတော့လေဘင်းအမိန့်ကိုပြင်ဖို့ကလည်းမဖြစ်နိုင်တာကြောင့်သူမန်လျှော့ပြီးတော့နေလိုက်ရပါတယ်အဲ့ဒီလိုရက်တဲ့ကိုလိုက်ရှာတဲ့အခါမှာတော့ပြတ်သားကတော့တကူတော်နဲ့ဝန်သွန်းတီသွားရှောက်သွားပြီးတော့နေပါတယ်ကျောင်းဝင်မှာတော့အဲ့လိုမဟုတ်ပဲနဲ့သူ့ရဲ့ချစ်ရတဲ့သူမဟုတ်စာနဲ့တွားရောက်တွေ့နေတာကိုတွေ့ပါတယ်အဲ့ဒီရက်ထဲမှာလည်းသူကအားကောင်းမောင်းတန်ယောက်ျားနှစ်ယောက်ဆိုတော့မနာလိုတဲ့လူတွေလည်းရှိပါတယ်ပြတ်သားကတော့တကူတော်ဓမ္မဆိုတော့သူ့ကိုချစ်တဲ့သူတွေကသူ့ကိုမင်းမှုမှတ်သိလိုက်ဖမ်းနေပြီဆိုတာကိုသတင်းပေးတာကြောင့်ပြတ်သားကတော့စောစီသည်ပြည့်ထွက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ကျောင်းဝင်မှာတော့သူ့ကိုမကြည့်တဲ့သူတွေကဘယ်မှာရှိလဲဆိုတာကိုမင်းမှုမှတ်တွေကိုပြောလိုက်တဲ့အခါမှာတော့အဲ့ဒီမဟုတ်စာ
အိမ်ကိုသွားရောက်ဝိုင်းမာတော့တယ်အဲ့ဒီလိုဝိုင်းပြီးတဲ့နောက်ဆုံးတော့အဲ့ဒီအိမ်ရဲ့ပန်းချံထဲမှာပဲပြုံးနဲ့မေဝနတွေ့ပါတယ်အဲ့ဒါနဲ့မေမိုရတွေကလည်းလိုက်လံဖမ်းဆီးပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြောက်ကြီးကတာမန်တော့မဟုတ်ဘူးလေရန်တန်စွမ်းပေါ်ပါပြီးတော့ဖြတ်လက်တဲ့သူဖြစ်တာကြောင့်သူတို့အားလုံးကိုခဏအတွင်းမဲ့တိုက်ခတ်ပြီးတော့ထွက်ပြေးဖို့လုပ်ပါတယ်ဒါပေမဲ့မိုးမတွေကလည်းအကြံနေတဲ့လူတွေမဟုတ်တာကြောင့်မဟုတ်စာကိုဖမ်းထားလိုက်ပါတယ်မဟုတ်စာရဲ့နေပင်ကိုဓာတ်နဲ့ထောက်ပြီးတော့ပြောက်ကြီးပြန်လာခဲ့ဆိုပြီးတော့အချိန်ချင်းခေါ်အော်ပြီးတော့ခေါ်ပါတယ်မင်းပြန်မလာရင်မဟုတ်စာကိုအဆုံးစီရင်လိုက်မှာတော့ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာတော့ပြောက်ကြီးကအချစ်စိတ်နဲ့နောက်ပြန်ဖလှည့်လာရပါတော့တယ်နောက်ဆုံးတော့အာမန်ကိုရှော့ပြီးတော့အဖမ်းဆီးခံလိုက်ပါတယ်ဘာလို့လဲဆိုတော့သူ့လာဖမ်းတဲ့အချိန်မှာမဟုတ်စာဒီလိုတစ်ခုခုဖြစ်တဲ့ဆိုရင်သူလည်းကြည့်ရမှာမဟုတ်ဘူးဒါကြောင့်သူ့အကြောင်းကြောင့်မဟုတ်စာဘာမှမဖြစ်စေလို့တာကြောင့်လာရောက်ဖမ်းခံလိုက်ပါတော့တယ်အဲ့ဒီလိုဖမ်းပြီးတဲ့နောက်မှာတော့ဥမ္မတ်တွေကမြို့မြတ်မှာလက်နှစ်ချောင်းကိုကျွန်းနဲ့တော့ခြေနှစ်ချောင်းကိုကျွန်းနဲ့တော့ပြီးတော့ကားစင်တင်ထားပါတယ်အဲ့ဒါနဲ့နောက်ဆုံးအနေနဲ့အာနန်ပကွက်သားကမေးပါတယ်ပြောက်ဝိနောက်ဆုံးအနေနဲ့ဘာကိုတောင်းဆိုချင်ပါတယ်လဲဆိုပြီးတော့မေးပါတယ်ပြောက်ဝိကလည်းမဟုတ်စာကိုကွန်းတရားရေသမုတ်ဆက်ခိုင်းပါတယ်သူနောက်ဆုံးအနေနဲ့ကွန်းတရားရေသမုတ်ကိုစားသွားကြပါတယ်ဆိုပြီးတော့ပြောပါတယ်အဲ့ဒီလိုပြောတဲ့အခါမှာတော့မဟုတ်စာခဏချင်းခွဲစာနဲ့ပဲကွန်းတရားရေသမုတ်ကိုဆက်ခဲ့ပါတယ်အဲ့ဒီလိုပြောက်ဝိကကွန်းတရားရေသမုတ်စားပြီးတဲ့နောက်မှာတော့အာနန်ပကွက်သားရဲ့လက်ထက်ကြောင့်ပြောက်ဝိခင်ဗျာအသက်ဆုံးရှုံးသွားရခဲ့ရရှာပါတော့တယ်တစ်ဖက်မှာလည်းပြောက်ဝိရဲ့ညီဖြစ်သားကထွက်ပြေးရင်နဲ့နောက်ဆုံးပကံပြေကိုရောက်လာခဲ့ပါတယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ပြတ်သားကလည်းပကံပြေကိုဘယ်လိုရောက်လာလဲဆိုတာကိုသိပြီးပြီဆိုရင်တော့